ဒီဘန်ကောက်အင်ပါယာတာဝါမှာရှိတယ်55လောက်မှာရှိတယ်ကျွန်တော်တို့ကော်ဖီတိုင်းလေးကိုသွားတာပါကော်ဖီတိုင်းလေးကတော့ကျွန်တော် Arabica Coffee Japan brand လေးတစ်ခုပေါ့နော်သူ့တော့ Parsonage Coffee တိုင်းလို့ခေါ်တယ်ဒါပေမဲ့ Parsonage မဟုတ်ပါဘူးသူ့ရဲ့ Parsonage ကတော့ Coffee စီးလေးနှစ်စီးရယ် Coffee အယိုးလေးပေါ့နော်ဂိုင်းလေးပေါ့နော်ဂိုင်းလေးကိုသူ့ရဲ့ logo လေးတက်မှတ်တာပြီးတော့ Parsonage ပုံစံလေးပြင်တာဒါပဲ Arabica Coffee လို့ခေါ်ပါတယ်နာမည်ကတော့ကဲကျွန်တော်55လောက်တက်ကြည့်လိုက်ပြီနော်ကော်ဖီဆိုင်လေးရောက်ပါပြီ55တက်ပါလာဒီမှာမှာမယ်ဒီလာ logo ပါတယ် ဟုတ်တယ်ထီးပုံကြီးလေးရတယ်ဘတ်2350ကျွန်တော်ဒီ55လောက်မှာရှိတယ် Arabian Coffee ဆိုင်လေးကိုရောက်နေပါပြီ။ Coffee ဆိုင်လေးမှာတော့ကျွန်တော်ဝင်ကြီးတုံးကတပြောင်းမှပေးကြရတယ်။ဒီကပဲဒီ Coffee ဆိုင်လေးကဘန်ကောက်ရဲ့တစ်မျိုးလုံးရဲ့ရှုခင်းကိုမြင်ရတယ်။ပြီးရင်တော့ဒီ Coffee ဆိုင်လေးမှာကျတော့ကျွန်တော်ဘယ်နေရာမှာရှိတယ်ဆိုတော့ဒီဘန်ကောက်အင်ပါတာဝါမှာရှိတယ်55လောက်မှာရှိတယ်။အောက်မှာဆက်ကြွေကြီးကိုCoffee ဆိုင်လေးကိုသွားကြည့်တယ်လို့ပြောလိုက်တယ်သူတို့လမ်းညွှန်နေတာ55လောက်ဝင်ကြီးပေးပြလည်းမလို့ဒီ coffee တစ်ဖက်မှာ100ကျော်ကျော်မဟုတ်ဆိုရင်100 200ကြားတော့ဓာတ်100နဲ့ဝင်ကြီးပေးပြမယ်တော့ဒီ coffee တိုင်းလေးမှာသူကြီးလို့ခံသွားမယ် coffee တောင်းမယ်ပြီးတော့ဓာတ်ပုံလာလေးရိုက်မယ်ဆိုတော့ဒီ coffee တိုင်းလေးကိုဒါရောက်ဖို့ recommend ပေးပါတယ်ဒါအရင်လာပါတယ်